ဒါဆိုရင်ကျွန်တော်တို့ဘီနာကကျွန်တော်ရဲ့တငယ်ချင်းတွေကိုနော်လက်ကနေဆွဲပြီးတော့မှစီစီတွေမြအကုန်လုံးအရှိကိုထွက်လာခဲ့ပြီပါကျွန်တော်တို့လွတ်လွတ်လပ်လပ်နဲ့အာမင်အားရပါရတဲ့ချင်းမွိုင်းကိုယ်ရမှာဖြစ်တယ်သင်ဘီနာကတငယ်ချင်းကိုသူရဲ့လက်ကနေဆွဲပြီးတော့မှအရှိကိုထွက်လာခဲ့ပြီပါကျွန်တော်တို့လွတ်လွတ်လပ်လပ်နဲ့ချင်းမွိုင်းကိုယ်ရမှာဖြစ်တယ်ကဲလာခဲ့ကြပါစီစီသမျှအလိုတွေအကုန်လုံးလာပါကြွပါဟာလေလုယာဟာလေလုယာအာမင်အနောက်မှာရက်နေတဲ့လူငယ်တွေအရှိကိုထွက်လာခဲ့ပြီပါနော်လာပါဆောင်းနေပါဖြစ်တယ်မုံပြီးတော့လာခဲ့ကြအကုန်လုံးအပတ်မှာတခါပဲမြန်မာ service နဲ့ဆိုတော့အားရပါရနဲ့ကျွန်တော်တို့ချီးမွမ်းရမှာဖြစ်တယ် praise the lord ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဂုဏ်တော်ချီးမွမ်းမဲ့နာမတော်ဟာဂုဏ်တော်ချီးမွမ်းဖို့ရအတွက် praise the lord အထိုက်တန်ဆုံးသောနာမတော်ဖြစ်တယ် praise the lord hallelujah အသက်ရှိတဲ့မြတ်ရာအားလုံးကောင်းကင်နဲ့မြင့်ကြီးအားလုံးသူတကယ်ရဲ့နာမတော်ကိုချီးမွမ်းရမှာဖြစ်တယ်သူတကယ်ရဲ့နာမတော်ဟာကျွန်တော်တို့ရဲ့ဝိညာဉ်တမကကိုခန္ဓာစိတ်နှလုံးကိုလွတ်မြောက်ခြင်းပြီးသောနာမတော်ဖြစ်တယ် praise the lord amen praise the lord အဲ့ဒါကြောင့်နာမတော်ဆိုပြီးတော့မှကျွန်တော်တို့ချီးမွမ်းရမှာဖြစ်တယ် yeah come on
ငယ်ချင်းကိုပြောပါဦးသင်ဒီလွတ်မြောက်တော်သူဖြစ်တယ်လို့ Praise the Lord သင်ဒီချမ်းသာတော်သူဖြစ်တယ်သင်ဒီချမ်းသာတော်သူဖြစ်တယ်ပြီးကပ်တော်သူဖြစ်တယ်ဆိုပြီးတော့ပါနိုးစောပါ Amen Hallelujah ကျွန်တော်တို့တွေဟာယေရှုကြောင့်ဘုရားခင်ကြောင့်ကျွန်တော်တို့တွေဟာအပြည့်လွတ်တော်သူတွေဖြစ်တယ်ဖြောင်းမတော်သူတွေဖြစ်တယ် Amen ဘယ်သူကြောင့်လဲယေရှုကြောင့်သူနာမတော်ကြောင့်ကျွန်တော်တို့ဟာဖြောင်းမတော်သူတွေချမ်းသာတော်သူတွေချမ်းသာတော်သူတွေဘေးကတော်သူတွေဖြစ်တယ် Hallelujah Hallelujah အဲ့ဒါကြောင့်ကျွန်တော်တို့အားရပါရတဲ့ချီးမွမ်းရတာဖြစ်တယ်သူနာမတော်ဟာသူကောင်းတော်ဟာချီးမွမ်းဖို့ရအတွက်အထိုက်တန်ဆုံးနာမတော်ဖြစ်တယ် Praise the Lord Amen မေရဝိုင်းခံမေမေရချီချုံမေနာမတော်နာမေရဝိုင်းခံမေမေရချီချုံမေနာမတော်နာငါဒီပြလို့တော်သူကြောင့်ပါတော်သူလွတ်မြောက်တော်သူပါတော့ငါဒီချမ်းသာတော်သူပြီးကတော်သူပါငါဒီပြလို့တော်သူကြောင့်ပါတော်သူလွတ်မြောက်တော်သူပါငါဒီချမ်းသာတော်သူပြီးကတော်သူပါဆယ်ပြီးတော့ကျွန်တော်တို့ဘယ်လိုလဲလောက်ပါလဲဆိုတော့ဝန်ခံမဲ့ကြွေးကြော်မှာဘယ်လိုလဲကြွေးကြော်မှာလဲဆိုတော့တင်မီကတကယ်ချက်လက်ကိုဆွဲပြီးတော့မှသူရဲ့မစ်စီတဲ့ကိုတင်မင်နာလေးကိုခြေလိုက်ပါငါဒီဂျမတော်သူဖြစ်တယ်ငါဒီချမ်းသာတော်သူဖြစ်တယ်ငါဒီလွတ်မြောက်တော်သူဖြစ်တယ်ငါဒီဖြောင်းမတော်သူဖြစ်တယ်ယေရှုကြောင့်ဆိုပြီးတော့မှဝန်ခံပါဝန်ခံရတဲ့ဒီတစ်ချိန်ကိုကျွန်တော်တို့ဆက်ပြီးတော့ဒီဆိုရတဲ့ဝန်ခံပါဖြစ်တယ်ဆက်ပြီးဆက်ပြီးကျွန်တော်ဝန်ခံရမှာဖြစ်တယ်အာမင်မလွတ်နဲ့တော့တကယ်ချစ်ကိုသူရဲ့မျက်နှာသူရဲ့မျက်လုံးကိုတဲ့ကြည့်ပြီးပါအာမင်ဟာလေလုယာကဲကျွန်တော်တို့ဒီတစ်ချိန်နဲ့ကျွန်တော်တို့ဝန်ခံမယ်ကြည့်ပါသူများကိုမကြည့်နဲ့တမန်တကယ်ချစ်ကိုကြည့်ပါ Praise the Lord Hallelujah Hallelujah ငါဒီပြလို့တော်သူချမ်းသာတော်သူလွတ်မြောက်တော်သူပါအာမင်ချမ်းသာတော်သူဘေးကတော်သူမရှမ်းနဲ့စိတ်ပြီးတော့ဝန်ခံပါအာမင်အားရပါရဝန်ခံနောက်တော့ချမ်းသာတော်သူဘေးကတော်သူဝမ်းမြောက်စွာနဲ့နောက်တစ်ခါဝမ်းမြောက်စွာနဲ့အာမင်ချမ်းသာတော်လွတ်မြောက်တော်သူပါကာခွေးနဲ့ချမ်းသာတော်သူချမ်းသာတော်သူဘေးကတော်ငါဒီပြလို့တော်သူချမ်းသာတော်သူလွတ်မြောက်တော်သူပါငါဒီချမ်းသာတော်သူချမ်းသာတော်သူမမြင်နိုင်တဲ့လီထူးထဲကစာတမန်ရဲ့စီစဉ်တွေဟာထိုးချစွာပြတ်သုံးသွားမှာဖြစ်တယ်။ယုံကြည်ခြင်းနဲ့ချီးမွမ်းရမှာကျွန်တော်တို့တာဝန်ဖြစ်တယ် Praise the Lord Amen အဲ့ဒါကြောင့်ယုံကြည်ခြင်းပြီးတယ်ချီးမွမ်းပါကြွေးကြော်ပါမလျှော့နဲ့ကြွေးကြော်ပါဆက်လက်ပြီးတော့အော်ဟစ်ပါလူရဲ့အစွမ်းတွေလုံးဝမဟုတ်ဘူးလူတို့ရဲ့အသိပညာတွေနဲ့မဟုတ်ဘူးဝိညာဉ်တော်ကသူ့အလောက်ကိုလောက်သွားမှာဖြစ်တယ်တဲ့လောက်မှာကသူ့ဘုရားရှိခိုးချီးမွမ်းပါဆက်ပြီးတော့ချီးမြှောက်ပါဘုရားမတော်ကိုဝန်ခံပါချီးမြှောက်ပါ Hallelujah ဟ
ချီးမွမ်းခြင်းကအကောင်းဆုံးသောကျွန်တော်ရဲ့လက်နဲ့ဖြစ်တယ် Praise the Lord Hallelujah ကျွန်တော်ကိုယ်ခွဲတဲ့ဘုရားတကယ်အသက်ရှင်သောဘုရားဖြစ်တယ်ကျွန်တော်ခေတ်ခေတ်ပြဒနာတွေငိုကြွေးခြင်းတွေအရာအားလုံးကိုဘယ်တော့မှအလ္လာဟ်တာမဖြစ်စီတော့ဘုရားဖြစ်တယ်တရားနာကြည့်ခြင်းငိုကြွေးခြင်းတွေပင်လေကိုရောတကယ်တမ်းနိုင်တယ်ကိုရောလုံနိုင်တယ်ကိုရောလုံပြီးမယ်ယုံကြည်တယ်ဆိုပြီးတော့မှကျွန်တော်တို့ဝန်ခံကြွေးကြော်ရအောင် Hallelujah Hallelujah
yoga le jamasi la shire to yin nai lai go pansi chao tui de yema sai ni si twa si da Guro be Yes Lord Amen Tui chao de yu su de de go pian de khai khăn go bu chi ke do twe pyaung le si da Guro be Yema sai ni si twa si da Guro be le Chao chao de yu su de te ko kan twe kai kan do bu chi ke do ko yang le si da Guro be la ma shi de to yin nai la shi de to yin nai go panting chao tui de yema sai ni si twa si da Guro be Tui chao de yu su de te go pian tue khai khăn do bu chi ke do twe yao le si da Guro be Good old love be made.
ချနေမယ်ကိုယ်တော်လုံးနိုင်တယ်လုံးနိုင်တယ်ယုံကြည်တယ်ကိုယ်တော်လုံးပြီးမယ်စိတ်ချပါစိတ်ချပါကိုယ်တော်လုံးပြီးမယ်နေမယ်အာမင်ကိုယ်တော်တတ်နိုင်တယ်ကိုယ်တော်တတ်နိုင်တယ်ဒီချတယ်ကိုယ်တော်လုံးပြီးမယ်စိတ်ချနေမယ်လုံးနိုင်တယ်ယုံကြည်တယ်ကိုယ်တော်လုံးပြီးမယ်စပီတော့ဝန်ခံတာယုံကြည်ခြင်းအပြည့်နဲ့ခံတာလ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 ာတဲ့ရဲ့နှလုံးသားထဲကနေဝန်ခံတာ看到不及给的断表联系啦，古罗贝里拉么西的多远啊，拉么西的多远来兰古旁子，交对的人嘛，三一的西转西啦，古罗贝对交的有数对。家的有数的对我变对，开看到不及给我断表联系啦，古老贝勒，哦，哈利路亚，哈利路亚，哦，这个都是新的呀，阿龙的古罗塞个呀哦，古罗龙来的，古罗丹来的，古罗耶龙来的呀的。ကိုယ်တန်နိုင်တဲ့အရာတွေအရာခတ်တဲ့တော့အိုးလာ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 အရာခတ်တဲ့တော့ဘုံတို့ကိုပိုင်တော်စုတော့ဘုရားရဲ့လုံနိုင်ခြင်းတွေကိုဝန်ခံရမယ်အိုးဆက်ပြီးတော့ဝန်ခံရမယ်ဟာလေလုယာအိုးယေရာလာလာလာကိုယ်တော်လုံနိုင်တယ်ကိုယ်တော်လုံနိုင်တယ်အဖကိုယ်တော်လုံနိုင်တယ်ယုံကြည်တယ်နိုင်တော့ရအရာမရှိဘူးအရာမရှိဘူး Hallelujah Hallelujah
ကိုတော့ပတ်နိုင်ချင်းကိုယုံကြည်ခြင်းနဲ့ကျွန်တော်တို့ဒီတပိုင်းဝန်ခံပါ၏ဒီနေ့ညနေမှာကိုတော့တတ်နိုင်ခြင်းကိုယုံကြည်စာငတ်ကြတော့ယုံကြည်တော့အရောက်ခြင်းစေတဲ့ပေါ်မှာကိုတော့ဟာဘယ်တော့မှမဆွမ်းလွတ်တော့ဖယားဟာလေလုယာမဆောလွန်တော့ဖယားဘယ်တော့မှလည်းနာမကျတဲ့ဖယားဖြစ်ချကိုတော့ဖယားတက်တည်ချိုးတော်မူပါโอ้ရှာရာပါပါပါโอ้ဂရီတော်ဒီဘယ်တော့ဖယားဟာလေလုယာကိုတော့ကိုကြည်ဦးတင်ပါ၏အာမင်ကိုဂျီမွန်ချင်းကောင်းတူချအလုံးစုံကိုတော့အားပြန်လဲပြက်လေဂျန်စင်နီဒီတော့ချင်းကရအလုံးစုံအားယေရှုနာမကိုအမိပြု၍ကိုတော့လည်းထဲတော့ပြန်လဲအနံပါ၏အဖဖရာသခင်အာမင်ဒီကနေ့ကျမတို့ဝိညာဉ်နဲ့ဖျားဝိညာဉ်စစ်တွေဖို့ရန်အတွက်ချီးမွမ်းကိုးကွယ်ခြင်းကိုဦးဆောင်သွားတဲ့ worship team ကိုဖျားရှင်ကောင်းချီးပေးပါစေအာမင်ဒီနေ့မြန်မာစီစဉ်ဟာဆိုလို့ရှိရင်ကျမတို့ကြည့်တဲ့အခါမှာလူအနည်းစုပဲဖြစ်တယ်ဒါပေမဲ့မိတ်ဆွေကဒီလူအနည်းစုမှာပေါ့နော်ပါဝင်ခြင်းကအထူးပဲကောင်းချီးခံစားရတော်သူဖြစ်တယ်အာမင်ကျမတို့အစီအစဉ်ကိုကြည့်မယ်ဆိုလို့ရှိရင်ကျမတို့တင်းတော်မှာပေါ့နော်အစီအစဉ်၄ခုရှိတယ် main serviceဒါပေမဲ့မြန်မာစီစဉ်ကလူနဲ့စုတာဖြစ်တယ်။ဒါပေမဲ့ဒီကနေ့မိတ်ဆွေပါဝင်လာခြင်းကအထူးပဲအခွင့်ထူးခံကောင်းကြီးခံစားရတော်သူဖြစ်တယ်။အာမင်။ပြီးတော့ကျမဘာကိုထပ်ပြီးတော့ကျမကသိစေခြင်းလဲဆိုလို့ရှိရင်ဒီနေ့မိတ်ဆွေကဒီနေရာမှာပါဝင်ခြင်းတာမကဘဲနဲ့ပေါ့နော်။စိတ်နှလုံးသွင်းမဲ့စိတ်နှလုံးသွင်းလောင်းလက်ဖျားခင်ကိုချီးမွမ်းကိုးကွယ်ခြင်းထဲမှာမိတ်ဆွေပါဝင်တဲ့စက္ကန့်တည်းဆိုလို့ရှိရင်မိတ်ဆွေကပို့ပြီးတော့ကောင်းကြီးခံစားရတော့သူဖြစ်တယ်ဆိုတာလဲကျွန်မသိစေချင်ပါတယ်အာမင်ထိုမြတ်တာမကဘဲနဲ့ပေါ့နော်ကျမတို့ချီးမွမ်းကိုးကွယ်ခြင်းတာမကဘဲနဲ့နှုတ်ကပတ်တော်ဝင်ကားတဲ့အခါမှာလဲပေါ့နော်စိတ်နှလုံးဘယ်လိုလဲစိတ်နှလုံးဖွင့်ဟလဲပေါ့နော်နှုတ်ကပတ်တော်ကိုတကယ်ပဲကိုယ့်အတွက်ဆိုပြီးတော့ခံယူတဲ့သူဟာဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းကြီးခံစားရတော့သူဖြစ်တယ်ဆိုတာလဲကျွန်မသိစေချင်ပါတယ်အာမင်ထို့အတွက်ကြောင့်အရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေကျမတို့ဖျားရှင်ကောင်းမြတ်ပါတယ်ဆိုပြီးတော့ဖျားရှင်ကောင်းမြတ်ခြင်းအကြောင်း၃ချိန်ကြွကြော်ရအောင်ဖျားရှင်ကောင်းမြတ်ပါတယ်ချိန်တိုင်းမှာ1 2 3ဖျားရှင်ကောင်းမြတ်ပါတယ်အချိန်တိုင်းမှာဖျားရှင်ကောင်းမြတ်ပါတယ်အချိန်တိုင်းမှာဖျားရှင်ကောင်းမြတ်ပါတယ်အချိန်တိုင်းမှာအာမင်ပြီးတော့ကျမတို့နောက်တစ်ခုဝင်ခံရအောင်ပေါ့နော်ခုနသချင်းထဲမှာဒီဆိုတဲ့အတိုင်းပဲကိုရောလုံနိုင်တယ်ကိုရောတတ်နိုင်တယ်ဆိုပြီးတော့၃ချိန်ကြွေးကြော်မယ်နောက်ဆုံးကြွေးကြော်တဲ့အခါမှာဘယ်လိုမျိုးဘာစကားကိုပေါင်းထည့်မလဲဆိုလို့ရှိရင်ပေါ့နော်ယုံကြည်တယ်ကိုရောလုံနိုင်တယ်ကိုရောတတ်နိုင်တယ်ကျမယုံကြည်တယ်စိတ်ချနိုင်မယ်ဆိုပြီးတော့အဲ့ဒါနဲ့ဆုံးတတ်မယ်ပေါ့နော်၃ချိန်အားလုံးစင်သင်ဖြစ်လားโอเคကြွေးကြော်ရအောင်ကိုရောလုံနိုင်တယ်တတ်နိုင်တယ်နောက်တစ်ခါကိုရောလုံနိုင်တယ်တတ်နိုင်တယ်နောက်တစ်ခါကိုရောလုံနိုင်တယ်တတ်နိုင်တယ်ကျမယုံကြည်တယ်စိတ်ချနေမယ်အာမင်ကျမတို့သက်တာထဲမှာတစ်ခါတလေကျရင်ယုံကြည်ပေမဲ့စိတ်မချဘူးပေါ့နော်ဒီကနေ့ဒီမှာရှိတဲ့အရောက်စီတိုင်းစိတ်ချဖို့ရန်ဖျားရှင်ကောင်းကြီးပေးပါစေအာမင်ကျမတို့ဒီကနေ့ကျမတို့စီစဉ်မှာမြန်မာစီစဉ်မှာဥစွာပေါ့နော်ကျမ message ချင်းသွားချင်ပါတယ်ဒီနေ့ကျမတို့နဲ့သူဖျားခင်ကပူဆောင်ပေးတဲ့ဆရာကြီးဆရာခိုးကျေးဇူးပြုရဲမတည့်ရပေးပါဒီနေ့မြန်မာစီစဉ်မှာပထမဆုံးချိန်လာရောက်ချင်းဖြစ်တဲ့ဆိုတဲ့တငယ်ချင်းများရှိပါသလားဆရာကျေးဇူးပြုရဲမတည့်ရပေးပါဦးနော်ရှိပါသလားဒီမှာပထမဆုံးချိန်ပါဝင်ချင်းဖြစ်တဲ့ဆိုတဲ့တငယ်ချင်းများဘာလဲပထမရဲ့ဘေးကတငယ်ချင်းပထမဆုံးချိန်လားဟုတ်တယ်နော်မငြာရဘူးလေโอเคဖျားရှင်ကောင်းချီးပေးပါစေဆိုပြီးတော့ကျမတို့ဆရာတော်၎င်းပထမဆုံးချိန်လာရောက်တဲ့အကိုကြီးတော်၎င်းကျမတို့ကောင်းချီးပေးရအောင်ပေါ့နော်ဖျားရှင်ကောင်းချီးပေးပါစေဖျားသားများပေါ်ဖျားရှင်ကောင်းချီးပေးပါစေ၃ခါပေါ့နော်1 2 3
ဖျားသားများပေါ်ဖျားရှင်ကောင်းကြီးပေးပါစေဖျားသားများပေါ်ဖျားရှင်ကောင်းကြီးပေးပါစေဖျားသားများပေါ်ဖျားရှင်ကောင်းကြီးပေးပါစေအာမင်ယေရှုတင်တယ်အားထိုင်နိုင်ပါပြီပေါ့နော်တကယ်ပဲကျေးဇူးတင်ပါတယ်နောက်တစ်ခေါက်များမှလည်းပါဝင်ဖို့ရန်ယေရှုနာမ၌ခေါ်ဖိတ်ချင်ပါတယ်အခုချိန်မှာကျမတို့အရောက်စီတိုင်းပါဝင်လို့ရမယ့်အချိန်ဖြစ်တယ်အလူတော်ငွေအားဖြင့်ဖျက်ရှင်ပေးတဲ့ကောင်းခြင်းများတဲ့ကနေကျမတို့ဖျက်ခင်နိုင်ငံတော်အတွက်ကျမတို့တတ်နိုင်သလောက်ကျမတို့ဖျက်ခင်နိုင်ငံတော်အတွက်ပါဝင်ရမှာဖြစ်တယ်အလူတော်ငွေစက္ကပ်ပေးဖို့ရန်ညီမငယ်ဝိုက်ကင်နဲ့တကွာပေါ့နော်ကောက်ခံပေးမဲ့သူများတော်၎င်းအလူတော်ငွေကောက်ခံစင်မှာပေါ့နော်ဖျက်ရှင်ကုန်တော်ကိုချီးမွမ်းဖို့ရန်ဝိုက်ပြီးနဲ့တငယ်ချင်းပေါ့နော်အရောက်စီတိုင်းကိုပါဝင်မဲ့ရောက်စီတိုင်းကိုအားလုံးလက်ခုပ်တီးပြီးကြိုဆိုရအောင်အားလုံးပဲအစဉ်သင်ဖြစ်ကြမယ်လို့ယုံကြည်တယ်ကျမတို့အလူတော်မျိုးကိုစက္ကကြရအောင်နော်တရှိမြမြဆုံးနေတော်မူရဲ့တသမီးရောက်ချင်းစီတိုင်းကိုချစ်တော်မူသောကိုရောဖဖျားကိုရောဖန်ဆင်းပေးတဲ့နေ့ရက်တည်တဲ့ကိုရောရဲ့ကျေးဇူးတော်ကိုချီးမွမ်းတဲ့ကိုရောတနေ့သားလုံးပို့ဆောင်ရှောက်ပြီးရခါမှာကိုရောသားတို့သမီးတို့ဒီနေရာမှာကိုရောရဲ့ကျေးဇူးတော်ကိုချီးမွမ်းဖို့ကိုရောကိုဝိပုကိုးကွယ်ကြဖို့ဒီနေရာမှာလာရောက်ဆူဆီကြတဲ့အခါမှာအိုးကိုရောလက်ပလာနဲ့မလာဘဲနဲ့ကိုရောပေးထားသောကောင်းကြီးတွေထဲကမှကိုရောကိုပြန်လဲပေးဖို့အလူတော်ငွေများကိုယူဆောင်လာပါတယ်ကိုရော။အိုကိုရောဒီအလူတော်ငွေများကိုပြန်လဲအသုံးပြုတဲ့အခါမှာကိုရောရဲ့နိုင်ငံတော်တာရွေ့ကျယ်ပြန့်ဖို့အိုကိုရောရဲ့ဘုန်းတော်ထင်ရှားဖို့အတွက်ဖြစ်စေတော်မူပါကိုရောဖဖျားထဲဝင်ကြတဲ့တာသမီးရောက်ချင်းစီတိုင်းကိုကောင်းချီးပေးတော်မူပါ။အိုသူတို့ထဲဝင်ခြင်းအဖြစ်ကိုရောဆုံးရှုံးသွားတာမဟုတ်ဘဲနဲ့အိုအစထောင်ပေါင်းများစွာသောကောင်းချီးမင်္ဂလာများကိုပြန်လဲရှိတ်သိမ်းနိုင်ရသောအခွင့်ကိုဖြစ်စေတော်မူပါ။အိုဒီလူတော်ငွေများကိုရောရဲ့လက်တော်ထဲကိုပြန်လဲစက္ကန့်အနံ့တဲ့အခါမှာတပါးတီသောကတိရှိယေရှုခရစ်တော်ရဲ့မြတ်သောနာမကိုအမြှပြုလဲဆုတောင်းစက္ကန့်အနံ့ကြပါတယ်ဖဖျား။လူရဒီချိန်မှာကတော့နောက်အလောင်းလို့မရပါတယ်အလောင်းအတူတကွာချိန်မကြရအောင်အခြေအနေတွေဆူရွာနေချိန်ကဲတင်ချင်းတွေမရှိရာမောင်တီဖို့လွားနေချိန်တန်ငါရဲ့ဆုံးတလားအတွေ့များကြောင့်မြေဟီရီနဲ့တာရာရှုံးပြီးလိုက်ဘူးအသင်ပါဒီဘဝဆိုရင်နဲ့ငါသာသင်ဟာတယောက်တည်းမဟုတ်ပါသင်ကိုလင်းတမထားစမ်းချင်မြင်တောင်းရည်တွားသူပါကြီးမွားနေတော့အနာများအခုသာလုံးနေသိမ့်သူသခင်ကအသေးရဲ့နာမှာကျွန်တော်ရဲ့နာမှာပါSo I am not alone
လူတော်ငွေအဖြစ်ပါဝင်ကြတဲ့အရောက်စီတိုင်းတော်၎င်းဂုံတော်ချီးမွမ်းသွားတဲ့ညီမငယ်များကိုလည်းဖျက်ရှင်ကောင်းကြည့်ပေးပါစေအခုချိန်မှာကျမတို့နှုတ်ကပတ်တော်ကိုခံယူရမယ့်ချိန်ဖြစ်တဲ့နှုတ်ကပတ်တော်ကိုဝင်ငါပေးမယ်ဆရာခုနဲ့တကွာပေါ့နော်တန်ရှင်တော်ဝိညာဉ်တော်ကိုကျမတို့အားလုံးမသိရပြီးတော့လက်ခုပ်တီးပြီးတော့ကြိုဆိုရအောင်ပေါ့နော် ဟာလေလုယာဟာလေလုယာဟာလေလုယာအားလုံးပေါ်မှာဖျားသခင်ကောင်းချီးပေးပါစေအားလုံးပြန်ထိုင်ရအောင်ဒီနေ့ဤကဲ့သို့ကျွန်တော်တို့ဖျားရှိခိုးဖို့ရန်အတွက်အခွင့်ပေးတဲ့ဖျားသခင်ကိုအရင်ဆုံးကျေးဇူးတင်ကြောင်းပြောလိုပါတယ်နောက်ပြီးမှဒီမှာအသင်းတော်ရဲ့ပါစတာများနော်ပါစတာကြီးဆရာလျန်ဘွိုင်းဆရာထန်တာတို့ဆရာနောက်တစ်ယောက်ဆရာမုံနော်နဲ့ဆရာမအပါဝင်အသင်းသူအသင်းသားများအားလုံးကိုအပေါ်မှာလည်းကျေးဇူးတင်ကြောင်းအရင်ဆုံးပြောလိုပါတယ်လို့ဒီနေ့ဤကဲ့သို့ဖျားရဲ့နှုတ်ကပတ်တော်ကိုဝင်ငါခွင့်ရတဲ့အတွက်ကြောင့်အလွန်အမင်းကျေးဇူးတင်ကြောင်းကိုလည်းထပ်ခါပြီးပြောလိုပါတယ်ကျွန်တော်ကတော့ကျွန်တော်နာမည်ကလျန်ဇခုပေါ့နော်လျန်ဇခုဖြစ်တဲ့ရွာကတွိမူရွာကဖြစ်တဲ့တွန်းဆောင်မြို့နယ်ပေါ့နော်ကျွန်တော်ဘဝကိုနည်းနည်းအချင်းကျုံပြီးမှပြောမယ်ဆိုလို့ရှိရင်ကျွန်တော်သူငယ်တန်းကနေ8တန်းအထိကရွာကအလဲတန်းကျောင်းမှာပဲအောင်ပါတယ်85ခုနှစ်မှာ8တန်းပေါ့အောင်ပါတယ်နောက်ပြီးတော့9တန်းနဲ့10တန်းကိုသွန်းဆောင်အထကမှာတက်ပါတယ်89မှာ10တန်းအောင်ပါတယ်နောက်ပြီးမှတက္ကသိုလ်ပထမနှစ်ကိုမုံရွာဒေတာကောလိပ်မှာတက်ပြီးမှဒုတိယနှစ်ကျတော့ရန်ကုန်ကြည်မြင့်တိုင်းcampus မှာပေါ့တက်ပါတယ်နောက်ပြီးတတိယနှစ်ကနေဒီမာစတာပြီးတဲ့အထိကရန်ကုန်တက္ကသိုလ်မှာတက်ပါတယ်နောက်ပြီးPhD ကျတော့ကျွန်တော်မန္တလေးတက္ကသိုလ်ကနေရတာဖြစ်ပါတယ်နောက်ဝန်ထမ်းလုပ်တာကကျတော့ကျွန်တော်ဟိုပေါ့1983မှာအထကသွန်းဆောင်မှာပေါ့နော်ပထမအဦးဆုံးအစိုးရတာဝန်ထမ်းပါတယ်နောက်ပြီး90ခုနှစ်ကျတော့ဒီจิခါကအထကရလာတဲ့ခါကျတော့အဲ့ဒီမှာကျောင်းအုပ်ကမခံရသေးဘူးအဲ့ဒါနဲ့ဒေတာခန်ဆိုပြီးမှကျွန်တော်တို့တွိမူရွာသားရဲ့အဲ့ဒီจิခါရွာနာခေါ်ရမ်ရွာသားဆရာကမ်ခေါ်ပါ့အဲ့ဒီနှစ်ယောက်ကိုအရင်စေလွတ်ပြီးမှကိုတန်းကိုจิခါမှာအရင်ဆုံးဖွင့်ရတာဖြစ်ပါတယ်နောက်ပြီးမှကျွန်တော်ကတော့အဲ့ဒီจิခါမှာ4လလောက်နေပြီးမှ1990ခုနှစ်ဒီအောက်တိုဘာလကုန်မှာဒီတောင်ကြီးဒီဂရီကောလိပ်တောင်ကြီးတက္ကသိုလ်ပေါ့အဲ့ဒါကိုနီးပြဖြစ်ပြောင်းရတာဖြစ်တယ်တောင်ကြီးမှာ1998အထိတာဝန်ထမ်းပြီးမှ98မှာမန္တလေးတက္ကသိုလ်ကိုပြောင်းလာပါတယ်နောက်ပင်လုံတက္ကသိုလ်ဖွင့်လာတဲ့အခါကျတော့2002မှာပင်လုံတက္ကသိုလ်ကိုပြောင်းရတယ်2003မှာကျတော့ဒီပင်လုံတက္ကသိုလ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ major ကကျွန်တော် philosophy ဖြစ်ပါတယ် philosophy မှာကျတော့ဆရာက6ယောက်ရှိတယ်ကျောင်းသား9ယောက်ပဲရှိเนาะပထမဖွင့်တဲ့အချိန်ပေါ့เนาะဆိုတဲ့အခါအဲ့ဒီတုန်းကဘူချုပ်ခင်ညွန်းခေတ်တုန်းကပေါ့เนาะသူကလည်းဒေတာဖွင့်ဖြိုးရေးပင်လုံဒေတာဆိုပြီးမှဖွင့်လိုက်တာကျောင်းသားတော့မရှိအဲ့လိုဆရာကတော့အလုံးအရင်ပို့လိုက်တယ်အဲ့ဒါနဲ့ဒီမှာတော့အလုံးမဖြစ်ဘူးဆိုပြီးမှကျွန်တော်ကအဲ့ဒီနှစ်မှာပါရှိလဲဆိုတော့ကျွန်တော်တို့မန္တလေးတက္ကသိုလ်က philosophy ကလည်း PhD ပထမဦးဆုံးဖွင့်မယ်ဆိုပြီးမှလုပ်တဲ့အခါမှာ entrance ဖြေတဲ့အခါမှာကျတော့ရသွားတော့
2003ခုနှစ်မှာ PhD တက်တယ်ပြီးတော့2008မှာပြီးတယ်အဲ့ဒီပြီးတဲ့နှစ်မှာမြင်းချံ Degree College ကိုပြောင်းရပါတယ်အဲ့ဒီမှာတော့ကတိကဖြစ်ပြီးအဲ့ဒီကျွန်တော် PhD ပြီးတဲ့အချိန်မှာလည်းပဲဘာဖြစ်သွားလဲဆိုတော့ဒီဒေါက်တာချမ်းငင်းပြည်ထောင်စုဝန်ကြီးပေါ့နော်သူကဘာအမိန့်ချလိုက်လဲဆိုတော့ PhD မရဘူးဆိုရင်နော် PhD မရဘူးဆိုရင်နောက်ထပ်ရာထူးတိုးလို့မရဘူးပဋိကကနေအထက်ပေါ့ lecturer ကနေအထက်ဆိုတာကတွဲဖက်ပါမောက္ခရှိမယ်ပါမောက္ခရှိနော်အဲ့ဒီအဆင့်ဒီတိုးလို့မရဘူးဆိုပြီးမှမူချမှတ်လိုက်တယ်အဲ့ဒီချမှတ်တဲ့အချိန်မှာနော်ကျွန်တော်ထက်အရင်စောပြီးမှတွဲဖက်ပါမောက္ခဖြစ်ပြီးသားတွေရှိတယ်ကျွန်တော်ဌာနမှာကျွန်တော်တွဲဖက်ပါမောက္ခမဖြစ်သေးဘူးเนาะအဲ့ဒီအချိန်မှာတခါတည်းဟိုပါပေါ့ဟိုဒေါက်တာချန်ငင်းကလည်းအဲ့ဒီနှစ်မှာတနစ်ကိုကွက်တိကင်တဲ့ဥစ္စာကိုမကင်ဘဲနဲ့ကျွန်တော်ကတိကလုတ်တဲ့9နှစ်ပြည့်ပြီဆိုရင်တွဲဖက်ပါမောက္ခတက်လို့ရတယ်အဲ့ဒီအချိန်မှာကျွန်တော်လည်းပွဲရတယ်အဲ့ဒီမူလည်းချတယ်ဒါပေမဲ့ယာထူးတူးကိုအဲ့ဒီနှစ်မှမကင်နောက်တစ်နှစ်မှကင်လိုက်တယ်ကင်လိုက်တဲ့အခါကျတော့ကျွန်တော်တပ်ပြည်လုံးမြန်မာတပ်ပြည်လုံးမှာတွဲဖက်ပါမောက္ခယာထူးတူးတာကျွန်တော်တယောက်တည်းရှိတယ်ကျွန်တော်တယောက်တည်းရှိတယ်အဲ့ဒါနဲ့ကျွန်တော်ရှိမှရပြီးသားလူတွေကလည်းဒီ PhD ပွဲမရဘူးဆိုရင်နောက်တွဲဖက်ပါမောက္ခဖြစ်တယ်ဒါပေမဲ့ပါမောက္ခဖြစ်လို့မရဘူးဆိုတော့သူတို့ကအခုအဲ့ဒီဒေါက်တာချန်ငင်းရဲ့မူရောက်မှသူတို့က PhD လာလို့တော့သူတို့ကလုပ်ပြီးမှကျွန်တော်ကိုပုံမှန်အတိုင်းကြိုင်မယ်ဆိုရင်ကျွန်တော်ကပါမောက္ခရင်ဖြစ်မယ်ဒါပေမဲ့ခုနပြောသလိုကတိကမှလည်းတစ်နှစ်နောက်ကျတယ်တွဲဖက်ပါမောက္ခမှလည်းတစ်နှစ်နောက်ကျပြီးမှကြိုင်တဲ့အတွက်ကြောင့်သူတို့နဲ့အတူတူကျွန်တော်ကပါမောက္ခဖြစ်သွားတယ်เนาะအဲ့လိုပေါ့ဟိုဖះရဲ့အစီအစဉ်ပေါ့เนาะကိုလှုပ်ခဲ့တဲ့လမ်းကတော့ကိုကအစကမသိဘူးเนาะတကယ်ခက်ခဲတယ်အဲ့ဒီချိန်မှာကျွန်တော်က PhD တက်တယ်ကျွန်တော်သားသမီးတွေက9တန်း10တန်းရောက်အဲ့ဒီချိန်ကြတော့ကျွန်တော်ကဘာပြောလဲဆိုတော့မိန်းမစီမှာမိန်းမရဲ့ဘာဖြစ်ကျွန်တော်နားလိုက်မယ်ကလေးတွေကိုเนาะကျူရှင်ကောင်းကောင်းထားရအောင်ဆိုပြီးမှပြောတဲ့အခါမှာကျတော့မိန်းမကဘာပြောလဲဆိုတော့သူကကျွန်တော်တို့ကလေးတွေကတာမန်အဆင့်ပဲသွားနေတာဖြစ်တဲ့အတွက်ကြောင့်မင်းပဲ PhD ပြီးအောင်လုပ်လိုက်ပါတဲ့เนาะအဲ့လိုပြောတယ်เนาะအဲ့လိုပြောတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ဆက်လုပ်လိုက်တယ်ဆက်လုပ်တော့ခုနပြောတယ်လို့လေကျွန်တော်ပြီးတဲ့အချိန်မှာကိုဝန်ကြီးကအမိန့်ချလိုက်အဲ့လိုမျိုးပေါ့เนาะကြုံရတယ်ဆိုတော့ကျွန်တော်သားသမီးတွေကလည်းတကယ်ပဲယောက်ျားလေး2ယောက်ရှိတယ်ယောက်ျားလေး2ယောက်စလုံးကတာမန်เนาะဘွဲ့အဆက်နဲ့ပဲအောင်တယ်သမီးကတော့မဟာတုတိတနသင်္ချာမေဂျာနဲ့အောင်တာဖြစ်ပါတယ်အဲ့ဒီအထိပေါ့เนาะဒါပေမဲ့ तू ကလည်းဖျားတရားမှာဆက်ကတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းမလုပ်လိုက်လဲဆိုတော့ဒီတက္ကသိုလ်ကဂျူတာကိုမလျှောက်ခိုင်းတော့ဘူးပေါ့เนาะအခုကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့အခုအရင်တုန်းကတော့ကျွန်တော်တို့က ZBCM မှာမလေးမှာ EZBC မှာဖျားရှိခိုးပါတယ်နောက်ပိုင်းကျွန်တော်လာရှိုးပြောင်းသွားပြီးတဲ့အခါကျတော့ပြန်လာတဲ့အခါကျတော့အမျိုးသမီးကတကယ်ဝိညာဉ်အစာကိုစာငတ်တဲ့သူဖြစ်တယ်ဆရာကမ်ဟောက်ရဲ့တရားဟောချက်ကိုတကယ်ကြိုက်တဲ့လူပေါ့ဆိုတော့ကျွန်တော်တို့က EZBC မှာအမြဲတမ်းမနေ့ပိုင်း8နာရီခွဲကနေဖျားရှိခိုးတယ်ပြီးတဲ့ခါကျတော့ဆရာကမ်ဟောက်စီမှာ chain assistant ပေါ့ chain assistant ကတနာရီခွဲစားတယ်အဲ့ဒီဥစ္စာကိုအမြဲတမ်းတက်တယ်အဲ့ဒါကို तू အမြဲတမ်းဆွဲလန်းတော့ဘာဖြစ်ဆိုပြီးမှလာရှိုးကနေပြန်လာတဲ့ခါကျတော့ဆရာကမ်ဟောက်စီမှာပဲရှိနေတာဖြစ်တယ်အခုလည်းပင်စင်သွားတာက2000ခုနဘယ်ထိရောက်သွားလဲเนาะလာရှိုးရောက်သွားတယ်เนาะတွဲဖက်ပါမောက္ခအနေနဲ့
2009ခုနှစ်မှာတွဲဖက်ပါမောက္ခနဲ့ရောက်တယ်2017မှာကြတော့ကြောက်စဲတက္ကသိုလ်မှာပါမောက္ခဌာနမှူးအနေနဲ့ရောက်သွားတာဖြစ်ပါတယ်နောက်ပြီးတော့ဒီဘာဖြစ်လဲဆိုတော့2018ခုနှစ်ကြတော့ဟာခါကောလိပ်ပေါ့နော်ဟာခါကောလိပ်မှာအရင်လုပ်တဲ့ဒေါက်တာအေးငုံကတနစ်ခွဲနဲ့ပင်စင်သွားလိုက်တော့အဲ့ဒီအချိန်မှာဟာခါကောလိပ်အတွက်ဆရာလိုနေတဲ့အခါကျတော့ကျွန်တော်တို့ဝန်ကြီးဌာနကနေကျွန်တော်ကိုတီးတန့်စာမေးပွဲဖြည့်စရာမလိုဘဲနဲ့ခေါ်လိုက်တော့အဲ့ဒီမှာဟာခါကောလိပ်ကိုရောက်သွားတယ်ကျွန်တော်ရှိတဲ့အချိန်အတွင်းမှာကျွန်တော်ရဲ့တင်ပြချက်ကြောင့်ဟာခါကောလိပ်ဟာ3နှစ်မပြည့်ခင်မှာတက္ကသိုလ်ရသွားတာဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်ဝန်ထမ်းဘဝဖြစ်စဉ်ပေါ့ဖြစ်ပါတယ်အဲ့ဒါဒီနေ့ပေါ့နော်ဒီဒါပေမဲ့ဒီကျွန်တော်ဝန်ထမ်းဘဝဖြစ်စဉ်မှာလည်းပဲဘာဖြစ်လဲဆိုတော့ဖခင်ကကျွန်တော်လောကီဘက်ကိုဒါအားဆိုင်မယ်ဆိုပေမဲ့အဲ့လိုမျိုးမဟုတ်ဘူးဖခင်ကဖခင်တရားဘက်ကိုပဲဦးစားပေးနေတယ်ဆိုတာကိုကျွန်တော်အသက်တာမှာလည်းတွေ့ရတာဖြစ်တယ်အဲ့ဒါဒီလည်းအလင်းသိရင်လည်းကျွန်တော်ခဏနေနှုတ်ကပတ်တော်ဝင်ငါရင်ပြောပြမှာဖြစ်ပါဆိုတော့ဒီနေ့ကတရားဟောချက်ပေါ့နော်အတွက်ကျမ်းစာတစ်ပိုက်နှစ်ပိုက်ပေါ့နော်သုံးပိုက်လောက်တော့ဖတ်ခြင်းနဲ့ပထမဆုံးတစ်ပိုက်ကိုဖတ်ပါမယ်အဲ့ဒါကဘာလဲဆိုတော့ဟေဘရဲဩဝါဒစာအခန်းကြီး30အငယ်24ဖြစ်ပါတယ်နော်အဲ့ဒါဘာလဲဆိုတော့ဖတ်ကြည့်ပါမယ်ထူမတပမေတ္တာစိတ်ရှိစေခြင်းငါ၎င်းကောင်းသောအကျင့်ကိုကျင့်စေခြင်းငါ၎င်းတိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍အချင်းချင်းတယောက်ကိုတယောက်ထောက်စာကြည့်ရှုကြကုန်အံ့လူအထုတို့၏ထုံးစံရှိသည့်အတိုင်းအချင်းချင်းစေဝေးခြင်းအမှုကိုမရှောင်မလွဲကြနဲ့အချင်းချင်းတို့ကိုတိုက်တွန်းနှိုးဆော်ကြလော့ကာလအချိန်ရောက်လို့နီးသည်ကိုထောက်သဖြင့်တာ၍ကြိုးစားကြလော့နောက်တပုတ်ကတော့ကျွန်တော်တို့တီးအမြဲတမ်းတီးပြီးသားဖြစ်တယ်မဖတ်ပြတော့ပါဘူးရှင်မသက်ခရစ်ဝင်အခန်းကြီး6အငယ်33နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှေးဥစွာရှာကြလော့နောက်မှထိုအရာများကိုပေးတော်မူလက်တန်းဆိုတဲ့ဥစ္စာဖြစ်ပါတယ်နောက်တစ်ခုကကြတော့အဖက်ဩဝါဒစာအခန်းကြီး6အငယ်1ကနေ3အဲ့ဒီမှာတာသမီတို့သခင်ဖျား၏အလူတော်နဲ့အညီမိဘစကားကိုနားထောင်ကြလော့မိဘစကားကိုနားထောင်ခြင်းအမှုတည်တရားတော်အမှုဖြစ်၏မိဘကိုယူသေးစွာပြုလော့ဤပညတ်တော်ကသင်သည်ကြည်တော်၌ကောင်းစား၍အသက်တာရှင်မီအကြောင်းဟူ၍ဂတိတော်နဲ့ဆိုင်တော်ပထမပညတ်ဖြစ်သည်နော်အဲ့ဒါကြောင့်ဒီကျွန်တော်တို့ဒီကျမ်းချက်တွေနဲ့ဦးတီပြီးမှကျွန်တော်တို့တရားဟောချက်ကောင်းစဉ်ကတော့ဗာထားရင်ကောင်းမလဲဆိုစဉ်းစားတဲ့အခါမှာကောင်းစားတော်သူเนาะကောင်းစားတဲ့သူအဲ့ဒါနှုတ်ကပတ်တော်အတွက်ဆုတောင်းဆက်ကပ်ကြပါစို့အဖထာဝရမြတ်စွာတော်ဘုရားသခင်ကိုတော်ကိုကျေးဇူးတင်ဒီညနေခင်းမှာအမလာရောက်နေတဲ့ကိုတော်ကိုချစ်တော်သားသမီးများရဲ့ရှိမှာကိုတော်ရဲ့နှုတ်ကပတ်တော်ကိုဝေငှတဲ့အခါမှာကိုတော်ရှင်ကျွန်ုပ်ရဲ့အကြံအစီစိတ်နှလုံးနှုတ်ပတ်ဆက်ချာကိုအသုံးပြုပြီးလာရောက်တဲ့သူတိုင်းအတွက်ခွန်အားရစရာနဲ့တည်ဆောက်စရာဖြစ်မဲ့ကိုတော်ရှင်ရဲ့နှုတ်တော်ထွက်တရားများနဲ့ဟောပြောတည်တည်ခံနိုင်ဖို့ကိုတော်ရှင်ဒီမဆပါမယ်အကြောင်းကျေးဇူးတော်ပေါင်းကိုချီးမွမ်းတဲ့မြတ်တော်ယေရှုနာမ၌နှုတ်ကပတ်တော်ကိုကျူဆူလျက်ဆက်ကပ်ပါသည်အဖမြတ်စွာတော်ဘုရားသခင်အာမင်ဆိုတော့ဒီမှာကျွန်တော်တို့ပထမဖတ်တဲ့ကျမ်းစာထဲမှာဟေဘရဲဩဝါဒအခန်းကြီး30ငယ်24 25မှာပေါ့နော်မေတ္တာစိတ်ရှိစေခြင်းငါ၎င်းကောင်းတော်အကျင့်ကိုကျင့်စေခြင်းငါ၎င်းဆိုပြီးမှပြောပါတယ်နော်မေတ္တာစိတ်ရှိဖို့
အခုကဘာလို့ကျွန်တော်မေတ္တာစိတ်ရှိဖို့ရွေးချယ်လဲဆိုတော့မေတ္တာဟာခေါင်းပါနေနော်ကဘာမှာခေါင်းပါနေမေတ္တာဒီမိသားစုအထဲမှာလည်းမေတ္တာစိတ်ကတိတ်မရှိတော့နော်ဒီကိုချင်းချင်းတော့မှတခါလီအမိဘရဲ့ပစ္စည်းဝယ်ပေးတဲ့အရာတော့မတည့်ဘူးဆိုရင်တိတ်ပြီးမေတ္တာမမျှနိုင်တော့နော်နောက်ပြီးတော့ဒီမိဘနဲ့သားသမီးကြားမှာလည်းပဲဒီခစ်ရဲ့အခြေအနေရပေါ့နော်အဲ့လိုမျိုးမဖြစ်နိုင်တော့ဘူးသားသမီးအလုပ်သွားမယ်ဆိုရင်သူ့အတူအလုပ်ချိန်မှာသွားလိုက်တယ်ပြန်လာတော့လေသူ့ချိန်တန်းဝင်သွားတယ်သူ့အခန်းထဲမှာပဲနော်မိဘနဲ့တောင်တိတ်ပြီးစကားမပြောဖြစ်တော့နောက်လင်မယားချင်းချင်းမှာတော့မတခါလီမပြောဖြစ်ဘူးကတင်ပေါ်မှာရှိတော့နှစ်ယောက်လုံးရှိနေတယ်ဘာဖြစ်တတ်လဲဆိုတော့တယောက်ကဟိုဘက်ကိုလဲပြီးမှသူ့ဖုံးကိုချိတယ်တယောက်ကဟိုဘက်ကိုလဲပြီးသူ့ဖုံးကိုချိတယ်ကြောချင်းတော့ခတ်တယ်မေတ္တာစိတ်နော်ဖယားကကျွန်တော်တို့အိတ်နေတဲ့ကတင်ပေါ်ကမေတ္တာစိတ်မြဖို့မေတ္တာနဲ့နော်ရှိနေဖို့ဖယားကပေးထားတာဖြစ်အဲ့လိုမျိုးကျွန်တော်တို့အတိုင်းဝိုင်းမှာနော်ကျွန်တော်တို့ခရိယန်အတိုင်းဝိုင်းမှာလည်းဒီတိုင်းဖယားเจ้าကိုလာလိုက်တယ်ဆရာတော်ကလည်းနှုတ်ဆက်လို့နှုတ်ဆက်မှမသိဘူးဒီတိုင်းပြန်သွားတယ်လူတစ်လာတယ်အဲ့ဒီလူတစ်ကိုလည်းအာခင်ဗျာဆိုပြီးမှလိုက်လေကျူဆူဖို့အစားဘာလို့လဲတခြားနေရာမှာတွေ့ရင်တော့မမြင်ဘူးတလူအဲ့လိုမျိုးလှုပ်လိုက်တယ်နော်မေတ္တာစိတ်ကျွန်တော်တို့ခရိယန်ဒီမှာဟေဘရဲဩဝါဒစာထဲမှာပြောထားတဲ့အတိုင်းပဲမေတ္တာစိတ်ရှိမေတ္တာတရားဟာအမတန်ခေါင်းပါเนาะကျွန်တော်တို့ကျမ်းစာထဲမှာကြည့်မယ်ဆိုရင်ယောသတ်ရဲ့အသက်တာတွေ့ရမှာဖြစ်တယ်ယောသတ်တို့မိသားစုเนาะမိဘရဲ့အပြုအမူနောက်ပြီးတော့ညီအကိုများရဲ့အပြုအဲ့ဒီမှာယောသတ်ရဲ့အကြောင်းကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့သိတဲ့အတိုင်းပဲဘာဖြစ်လဲဆိုတော့ယောသတ်ကအိမ်မက်လာတဲ့အခါကျတော့သူ့အကူတွေကအာမင်းကိုငါတို့ကရှစ်ခိုးရမလားမင်းရှိမှငါတို့ရှစ်ခိုးရမလားစသည်ဖြင့်နော်နောက်ပြီးတော့နောက်တစ်ခါပြန်အိမ်မက်ပြန်မက်တယ်နော်နီလာနဲ့ဂျေစစ်တလုံးကသူ့ရှိမှရှစ်ခိုးတယ်ဆိုတော့အဖေမေတော်မှစိတ်ဆိုးတယ်နော်ဒါပေမဲ့ဒီနေရာမှာယောသတ်ရဲ့အသက်တာမှာဘာရှိလဲဆိုတော့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှေးဥစွာရှာပါဆိုတဲ့ဥစ္စာဖျားကိုပဲအဓိကထားတယ်နော်ဖျားကိုပဲအဓိကထားပြီးမှသူ့ရဲ့အသက်တာမှာရှိသွားတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်နော်အဲ့လိုရှိတဲ့အခါမှာနော်အထူးသဖြင့်သူ့နေကိုဒီရဲ့ပြုတ်မူနေတဲ့ဥစ္စာတွေအားလုံးသိပြီးသားနော်သူအဖေကခေါ်တယ်မင်းရဲ့နေကိုဒီအကူများရှိမသွားပြီးမှနော်ကျမ်းမာလားသူဒီရောနေကောင်းရဲ့လားစသည်ဖြင့်ပေါ့သွားမင်းပါနောက်ပြီးတော့ဟင်းထုတ်လေးတွေပို့ဖို့ဆိုပြီးမှခိုင်းလိုက်တဲ့အခါမှာဘာဖြစ်လဲသူတို့ကစကတဲ့ကမင်းကိုငါတို့ရှစ်ခိုးရမလားမင်းတည်ရင်ပြီးရောမဟုတ်လားဆိုတဲ့မုံတီးတဲ့စိတ်မေတ္တာစိတ်ရှိလားမရှိဘူးเนาะမေတ္တာစိတ်မရှိဘဲနဲ့အဲ့လိုတွားလိုက်တဲ့အခါမှာတခါတည်းသူတို့ကကြံစီပြီးသားဖြစ်တယ်เนาะကြည်တွင်6တွေ့နေတဲ့ရေတွင်းထဲမှာချလိုက်တယ်ပြီးတော့ဟိုမှာကုံတယ်တွေလာတဲ့အခါရောင်းပစ်လိုက်တယ်နော်ရောင်းပြီးတော့သူ့အဖေပါဘာလုပ်လိုက်လဲလိန်ပြီးမှနော်ပြောပြလိုက်တယ်တောကောင်တွေကြိုက်စားလိုက်ပြီဆိုပြီးမှလှုပ်လိုက်တယ်ဒါပေမဲ့ယောသတ်ရဲ့အသက်တာမှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့ဒီဖာရောရဲ့နော်တတ်ချုပ်ကြီးနော်ဘောတိဖာရဲ့အိမ်ရောက်သွားတဲ့အခါမှာကျွန်တော်တို့သိတဲ့အတိုင်းပဲနော်သူ့မိန်းမကယောသတ်ကိုဘာဖြစ်လဲတတ်မဲ့တယ်ဆိုတာကျွန်တော်တို့သိရတယ်တတ်မဲ့တဲ့ခါကျတော့ယောသတ်ကိုနော်ယောသတ်နဲ့အတူလာအိပ်ဖို့သူ့စီမှာချင်းကပ်ဖို့ပညာအမြဲတမ်းခေါ်တယ်ဒါပေမဲ့ယောသတ်ကဘာပြောလဲနော်ဖယားသခင်ရှိနေနော်ကျွန်တော်ဗာလေသခင်ရှိမှာเนาะကျွန်တော်မှမှားနိုင်ဘူးဆိုပြီးမှ
နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားတနည်းအားဖြင့်တည်ကြည်တဲ့နော်ကောင်းဖျားကိုယူတည်ကြောက်ရွံ့နေနော်ဘယ်သူမှရှိတာမဟုတ်ဘူးအိမ်မှာကဘယ်သူနဲ့ဘယ်သူလဲသူနဲ့ပေါ်တိဖာရဲ့မိန်းမပဲရှိတယ်နော်အဲ့လိုဆိုရင်အခွင့်ကောင်းပဲဆိုပြီးမှအခွင့်ယူမဲ့လူတွေအများကြီးပဲဟုတ်တယ်နော်အဲ့ဒီအချိန်မှာယောသရဲ့စိတ်ထားနော်ဖျားသခင်ရှိကျွန်တော်သခင်ပေါ်မှာကျွန်တော်ပဲလူလို့ဒီအမှားမျိုးကိုကျူးလွန်နိုင်တယ်နော်အဲ့လိုဖြစ်တယ်အဲ့ဒီအတွက်ကြောင့်နော်ယောသလူမျိုးပဲနော်ကျွန်တော်တို့လူငယ်ဒီနော်ဒီမှာရှိတဲ့အထူးသဖြင့်လူငယ်တွေလည်းရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကယောသလူမျိုးနော်ဖျားကိုစိတ်ထဲမှာကိုယ်ကွယ်ရမှာနော်ဘယ်သူမှမရှိတဲ့နေရာမှာဖျားကိုစိတ်နှလုံးအကျွမ်းမဲ့ယုံကြည်နိုင်တယ်ကိုယ်ကွယ်နိုင်တယ်လှုပ်နိုင်တယ်နော်ကိုရှိတဲ့နေရာမှာနော်ဖျားကိုတယောက်တည်းရှိနေတဲ့ချိန်မှာတကယ်ယုံကြည်တဲ့လူကဖျားကိုတကယ်ယုံကြည်တဲ့လူဖြစ်တယ်အဲ့ဒါကြောင့်ဒီမောတေဩဝါဒစာထဲမှာပြောထားတယ်နော်ဒီမောတေဩဝါဒစာအခန်းကြီး4အငယ်7နှစ်မှာဗာပြောထားတယ်လဲဆိုတော့လူငယ်တွေကိုပြောပြတာဖြစ်တယ်သင်ဤအသက်အရွယ်နှုတ်ပြူတီကိုအဘယ်သူမျှမထီမဲ့မြင်မပြုတ်စေနဲ့နော်စကားပြောခြင်းကြံ့ကြံပြုမှုခြင်းသူတပားကိုချစ်ခြင်းဝိညာဉ်သဘောရှိခြင်းတစ္ဆာဆောင်ခြင်းစင်ကြယ်ခြင်းအရာမှာယုံကြည်တော်သူတို့အားပုံသက်သေးကိုပြလော့ငါမလာမီတိုင်အောင်ကျမ်းစာဖတ်ခြင်းတိုက်တွန်းသွေးဆောင်ခြင်းဆုံးမဩဝါဒပေးခြင်းကိုကြိုးစား၍ပြုလော့ဗျာဒိတ်တော်ကိုခံ၍သင်အုပ်များတို့သည်လက်တင်ခြင်းနှင့်တကွသင်၌အပ်ပေးတော်ဆုကျေးဇူးကိုမပြုတ်စုပဲမနေနဲ့မပြုတ်စုပဲမနေနဲ့သင်ဤတူးပွားခြင်းကိုလူအပေါင်းတို့အားထင်ရှားစေခြင်းကဤအရာများကိုစိတ်ဆွဲလန်း၍ကြိုးစားအားထုတ်လော့နော်စိတ်ဆွဲလန်းပြီးမှကြိုးစားအားထုတ်ပါတဲ့ကို၎င်းကိုဆုံးမဩဝါဒကို၎င်းတတိပြုတ်၍အမြဲတည်နေလော့သူတို့ပြုတ်လျင်ကို၎င်းနားထောင်တော်သူတို့ကို၎င်းကဲတင်လိမ့်မည်ဆိုပြီးမှပြထားတာပြောထားတာဖြစ်တယ်လူငယ်ဆိုပြီးမှသင်အသက်ရွယ်နှုတ်ပြူတီကိုနားနှုတ်ပြူတဲ့ဥစ္စာကိုမထီမဲ့မြင်မပြုတ်အောင်ကြောတတ်ဆိုရင်မထီမဲ့မြင်မပြုတ်ဘူးเนาะဖျားကိုတကယ်သစ္စာထားပြီးမှလှုပ်ဆောင်သွားတယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်เนาะအဲ့ဒါနဲ့အဖက်6တစ်ကနေ3မှာလည်းပဲမိဘစကားကိုနားထောင်ပါเนาะနားထောင်မယ်ဆိုရင်ဘာဖြစ်မလဲကောင်းစားเนาะအသက်တာရှိပြီးမှကောင်းစားခြင်းတဲ့လူဘယ်နှယောက်ရှိလဲကျွန်တော်တို့ထဲမှာလက်မြောက်အောင်เนาะအသက်တာရှိမယ်ကောင်းလဲကောင်းစားမယ်เนาะတချို့ကမကောင်းစားခြင်းသေးဘူးเนาะဟုတ်ပြီလက်မမြောက်ဘူးဆိုတော့ဟုတ်ပြီเนาะအသက်တာရှိပြီးမှကောင်းစားခြင်းနဲ့ဆိုရင်ခုနပြောတာဖျားတရားကိုအရင်ဆုံးဖျားကိုဦးစားပေးမယ်ပြီးမှမိဘစကားကိုနားထောင်ဖို့မိဘစကားကိုနားထောင်မယ်ဆိုရင်ကျွန်တော်တို့ဒီလူစုံမီကျမ်းစာမှာကြတော့အဲ့ဒီကောင်းစားမယ်ဆိုတာမပါဘူးเนาะကောင်းစားမယ်ဆိုတာမပါဘူးအဲ့ဒါကြောင့်ကျွန်တော်ဒီချင်းလူပြောလဲဒီပမာလူရေးထားတဲ့ဥစ္စာကိုကြိုက်တဲ့အကြောင်းပြောလို့ရှိအသက်တာရှည်ပြီးမှကောင်းစားမယ်အထုံးဟိုဒီငိပြုတ်ချစ်လေမောအထုံးဟိုဒီငိကောင်းစားမယ်ဆိုတာကအခုမြန်မာပြည်မှာနေတာတဲ့မလေးမှာနေတာဘယ်ဟာပူကောင်းစားလဲဘယ်ဟာပူပြောလဲမလေးလားမြန်မာပြည်ပဲလားနော်အခုကြည့်နော်ဒီမှာအလုတ်လုတ်တဲ့လူအ ਨੇ ဆုံးလစာတီကျွန်တော်တွက်ကြည့်တာ
မြန်မာငွေနဲ့တွက်မယ်ဆိုရင်15သိန်းเนาะအနည်းဆုံးနဲ့တွက်ချေတာ15သိန်းရတယ်ကျွန်တော်ကဒုတိယပါမောက္ခချုပ်เนาะပါမောက္ခချုပ်အထိရတယ်လစာက9သိန်းကျော်ပဲရတွက်ကြည့်เนาะအခုလဲပါမောက္ခချုပ်တွေက9သိန်း9တောင်းပဲရမြန်မာပြည်ပါမောက္ခချုပ်เนาะတက္ကသိုလ်မှာအဆင့်မြင့်ဆုံးเนาะညွန်ကျဲမှုချုပ်နဲ့အတူတူပဲမင်းတို့စားနိုင်တဲ့လောက်တော့မစားနိုင်ဘူးအခုသူတို့ဒီကျွန်တော်တို့ကကိုယ်ဒုက္ခအမျိုးမျိုးကိုယ့်ရဲ့ရည်မှန်းချက်အမျိုးမျိုးကိုယ့်ရဲ့နော်ရောတတ်လို့နော်သူများမုန်းလို့ပဲဖြစ်ဖြစ်ဒီတိုင်းအတင်းအဓမ္မစစ်ဖြစ်လို့ဖြစ်ဖြစ်နော်စစ်မှုထမ်းဖို့ကြောက်လို့ပဲဖြစ်ဖြစ်ဟုတ်လားစစ်မှုထမ်းကြောက်ဖို့ကြောက်လို့လာတဲ့လူပဲနှစ်ယောက်ရှိတော့စစ်မှုထမ်းသူတော့ဘာဖြစ်ဖြစ်ဒီရောက်တဲ့အခါမှာကျွန်တော်မြန်မာပြည်မှာနော်တယောက်လှုပ်စားတယောက်ကမလောက်ဘူးနော်အခုကတယောက်လှုပ်စားမိသားစု3-4ယောက်ကစားလို့ရတယ်အဲ့လိုကွာသွားတာနော်ဒီအဆက်မှာလည်းဖခင်ကကောင်းစားဖို့ပို့ဆောင်ပေးနေတာဖြစ်ယောသကလည်းဘာဖြစ်လဲပေါတိဖအင်အထိကတော့ကောင်းစားဖို့တော့ဖခင်ရဲ့အကျင့်စီတိုင်းတွားနေတာဒါပေမဲ့သူ့မှာစုံစားနောက်ရှက်ခြင်းတွေနော်အခက်ခဲတွေအမျိုးမျိုးနဲ့ကြုံတွေ့ရတယ်ဒါပေမဲ့နောက်ဆုံးမှာကျွန်တော်တို့သိတဲ့အတိုင်းဘာဖြစ်သွားလဲကောင်းစားပြီးမှဖာရောဘုရင်ရဲ့နော်နိုင်ငံအတွင်းမှာသူ့ရဲ့သဘောတရားအတိုင်းသူ့ရဲ့စိတ်ထားအတိုင်းနော်သူ့ရဲ့လူရှိတဲ့အတိုင်းကြံစီအုပ်ချုပ်နိုင်တဲ့အခွင့်အထိဘုရားသခင်ကမဆာသွားတယ်ဆိုတာတွေ့ရတယ်နော်အဲ့ဒါကဖျားကိုဦးစားပေးတယ်မိဘစကားနားထောင်တယ်နော်သူ့ညီအကိုတွေကတတ်မြင်မအောင်သူ့စိတ်ထဲမှာကြံကောင်းကြံနိုင်တယ်ဒါပေမဲ့အဖေကခိုင်းလိုက်တဲ့အတွက်ကြောင့်သွားလိုက်တယ်နော်သူတို့လို့သမျှခံလိုက်တယ်ဒါပေမဲ့ဖျားကတေခွင့်မပြုသေးဘူးနော်ဖျားကိုဖူးခွင့်ဖျားကိုဦးစားပေးတယ်အဲ့ဒီအတိုင်းပဲကျွန်တော်တို့ဒီကြောင်းတက်တဲ့ခါမှာ10တန်းမှာကျွန်တော်နဲ့အတူတူထိုင်တဲ့နော် classmate ဖြစ်တဲ့လူ2ယောက်ရှိတယ်အားလုံးကအတိလည်းဖြစ်နိုင်တယ်အဲ့ဒါဘယ်သူတွေလဲဆိုတော့အခုဒီမှာလောလောဆယ်ရောက်နေတဲ့ဒေါက်တာကင်ခန်ခွာကြားဘူးလားကြားဘူးရင်လက်မြောက်ပါအောင်ကြားဘူးတယ်နော်ကျွန်တော်နဲ့10တန်းမှာနောက်တစ်ယောက်ကဘယ်သူလဲဆိုတော့ဒေါက်တာကျင်ဒုတ်ခမ်ကြားဘူးလားကြားဖို့တဲ့လူလက်မြောက်ပေးပါเนาะအဲ့ဒီ3ယောက်ရှိတယ်ကျွန်တော်တို့3ယောက်เนาะကျွန်တော်တို့3ယောက်မှာစာအားဖြင့်အတော်ဆုံးကကျွန်တော်အလယ်လက်ကတော့ဆရာခွာပြီးရင်စာညံ့ဆုံးလက်ကြီးကလည်းလုံးဝမလှဘူးကျွန်တော်တို့ရွာမှာနုနေရာငါတိမယ်ဆရာပြီးမောင်စလျန်ရဲ့လက်ကြီးအတိုင်းပဲမလှဘူးအဲ့လောက်ထိနော်ရှိတယ်ဒါပေမဲ့လောမတို့ခမကဘာဖြစ်လဲဆိုတော့ဖျားတရားကိုရှိဦးစွာထားတယ်သူဒီအတိုင်းတွားလိုက်တာ10တန်းအောင်ပြေတော့လေပေါက်ထော်ကျောင်းမှာပေါက်ထော်မှာပထမအဦးဆုံး AG ဆရာဟောင်းလျံကမ်တို့ရဲ့ဓမ္မကောလိပ်မှာအရင်ဆုံးတက်တဲ့အတုပ်မှာပါတယ်နော်ဆရာကုံနောင်တို့သူတို့ဆရာခိုင်ခင်းတို့ဆုံးသွားပြီနော်ဆရာခိုင်စွမ်းခိုင်စွမ်းဟိုဆရာအောင်မန်းတို့ပါတော့နော်ဖလမ်ဘက်ကသူတို့ဒီအဲ့ဒီမှာသူကကျွန်တော်တို့3ယောက်ထဲမှာနော်စာညံ့ဆုံးဖျားတရားကိုစိတ်အဝင်စားဆုံးနော်ဦးစားအပေးဆုံးဖြစ်တယ်အဲ့ဒီလူက PhD အရင်ဆုံးရ PhD ဒီမှာဆရာခွာလကရတယ်ကျွန်တော်က2008မှာရတကယ်တမ်းလောကီပညာမှာအတော်ဆုံးဖြစ်တယ်နော်ဒါပေမဲ့ခုနပြောတာနော်အခုကျွန်တော်တို့ဆရာကြည့်နော်တကယ်တမ်းဆိုသူ့ background နည်းနည်းကြားမိတာရှိတယ် RC မှာဆက်ရှိနေရင်ဖခင်ရဲ့ကောင်းချီးဒီလောက်ခံစားမှာမဟုတ်ဘူးပြောရဲတယ်နော်အခုက
အချိန်မီဖျားတရားကိုဦးစားပေးပြီးလှုပ်လိုက်တဲ့အခါမှာဘယ်လောက်ကောင်းစားလဲဆရာတော်နော်မြင်ပဲအဲ့ဒါကြောင့်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှေးဦးစွာရှာဖို့ဖြစ်တယ်ကျွန်တော်တို့နော်အဲ့ဒါကိုပဲပြောချင်တယ်မေတ္တာလည်းရှိရမယ်နော်အချင်းချင်းမေတ္တာရှိရမယ်မေတ္တာကတော့ဒီမှာပြောထားတဲ့အတိုင်းပဲကာလအချိန်ရောက်လို့နေသဖြင့်တာ၍ကြိုးစားပါတဲ့နော်လူဒီကစီဝေးချင်းအမှုကိုရှောင်လွဲတကဲ့တော့မဟုတ်ပဲနဲ့အချင်းချင်းစီဝေးချင်းကိုမရှောင်မလွဲကြနဲ့အချင်းချင်းကိုတိုက်တွန်းနှိုးဆော်ကြပါဆိုပြီးမှပြောထားတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီလိုမိတ္တဟာယဖွဲ့ပြီးမှအသင်းတော်မှာနော်အပတ်တိုင်းပုံမှန်တက်တဲ့ဥစ္စာဒီတိုင်းပုံမှန်တက်တဲ့ဥစ္စာတွေကမှန်မှန်လုပ်ပါတဲ့အချင်းချင်းကိုတယောက်နဲ့တယောက်တိုက်တွန်းပြီးမှအားပေးကြပါအဲ့ဒါကမေတ္တာစိတ်ရှိစေခြင်းကနော်ကောင်းသောအကျင့်လည်းကျင့်မယ်မကောင်းသောအကျင့်မဟုတ်ဘူးနော်ကောင်းသောအကျင့်ကျင့်ရမယ်အဲ့ဒါကဖျားကကျွန်တော်တို့ဒီနေ့မှာသိစီခြင်းတဲ့အရာဖြစ်တယ်ခုနပြောတဲ့အတိုင်းဖျားတရားကိုဦးစားပေးပြီးရှာတဲ့လူဖျားတရားကိုမသိမ်းမရွှေ့ဘဲနဲ့မသိမ်းမရွေ့ဘဲနဲ့လှုပ်တဲ့လူတိုင်းဟာနော်အထူးသဖြင့်သူတို့ရဲ့အဘောဝတက်တာကိုလည်းချီခုနပြောတဲ့အတိုင်းမိဘစကားကိုနားထောင်တဲ့လူဖြစ်မယ်နောက်ပြီးတော့ဖျားတရားကိုယုံတည်ကိုင်းဆိုင်တဲ့လူလည်းဖြစ်မယ်နော်ကျွန်တော်ရဲ့ရွာသားဆိုလို့ဒီမှာခုနကျွန်တော်နဲ့မတ်တရတဲ့စွမ်းထမ်းရှိမယ်နုညံရှိမယ်ပေါ့နော်နောက်ပြလျံပေါင်ရှိမယ်သူတခြားတော့ကျွန်တော်လည်းမသိဘူးဆိုတော့သူတို့ကကျွန်တော်တို့မိသားစုထဲမှာလည်းပဲเนาะကျွန်တော်ကစကားမိဘကိုခံပြီးပြောလိုက်တော့မရှိဘူးเนาะနောက်ပြီးတော့ဘာဖြစ်လဲဆိုတော့စေတန်းကိုကျွန်တော်အကူတယောက်ရဲ့အမရဲ့ကျွန်တော်ရဲ့အတူတူဖြေတယ်၃ယောက်ဖြေတယ်သူတို့လည်းအရင်ဖြေတယ်ကြခဲ့တယ်ကျွန်တော်နဲ့ဖြေတဲ့အခါကျတော့ကျွန်တော်အောင်သွားတော့တက်ကတူတက်ခွင့်ရတယ်နော်ဒီအဆင့်ထိဒီပါမောက္ခချုပ်အထင်စင့်ထိရဖို့ရအတွက်အဲ့ဒီမှာတခါတည်းလမ်းပွင့်တာဘုရားကအရင်ကျွန်တော်အကူဒီလေအောင်နိုင်တယ်လေနော်မအောင်မဲနဲ့သူတို့နဲ့အတူဖြေမှကျွန်တော်အရင်အောင်လိုက်တော့တက်ကတူတက်ခွင့်ရတယ်တက်ကတူတက်ခွင့်ရတော့အဲ့လိုတက်တယ်ဘွဲရပြီးပြီဘွဲရတော့ရွာမှာတွဲဖက်အထက်တန်းဖွင့်တော့ကျောင်းဆရာလှုပ်လိုက်တယ်တခါတည်းရောက်ချင်းလှုပ်ကျွန်တော်တပည့်တွေကကျွန်တော်ထက်အသက်ကြီးတယ်10တန်း9နှစ်လောက်ကြာတယ်ဆိုတော့ကျွန်တော်က4နှစ်နဲ့ဘွဲ့ရတယ်ဆိုတော့လေဆိုတော့ကျွန်တော်ထက်အသက်ကြီးတယ်ရှိအဲ့မှာလှုပ်တော့ကျွန်တော်ဘွဲ့ရပြီးတော့ဒီတိုင်းပြန်သွားတယ်အောင်စရင်ဘယ်လိုထွက်မလဲဆိုတာမသိဘူးဒါပေမဲ့အဲ့ဒီနှစ်မှာဒီဇင်ဘာလကြာတော့ကျွန်တော်အမကရန်ကုန်ရန်ကုန်မှာတားဖွားတင်နန်းတက်ဖို့ရအဲ့ဒါဘယ်သူကသွားဖို့မလဲဆိုတော့မိဘဒီညီအကိုတွေကလည်းနန်းကကြောင်းတက်တဲ့နေရာဆိုတော့သွားလိုက်နော်သွားလိုက်မင်းပဲလိုက်ပို့လိုက်ဆိုပြီးမှခိုင်းလိုက်တဲ့အခါမှာကျွန်တော်လိုက်ပို့တယ်သူ့ရဲ့ဆောင်းဒီပို့လိုက်တယ်ပို့လိုက်ပြီးမှဘာဖြစ်လဲဆိုတော့ကျောင်းကိုဌာနကိုတွားကြည့်လိုက်တဲ့အခါမှာအောင်စရင်မှာ qualify ဖြစ်တယ်ဆက်တက်လို့ရတယ်ဆိုတာသိသွားတယ်ဒီအမရဲ့ကိစ္စမပေါ်လာဘူးဆိုရင်ကျွန်တော်ရွာမှာလှုပ်အားပေးဆရာလှုပ်ပြီးမှ9တန်း10တန်းနေကိုစာတင်ပြီးမှဒီတိုင်းသွားမှာအဲ့ဒီကျောင်းဆက်တက်ဖို့တောင်မှအချင်းကြီးဖန်တီးလို့ရအဲ့ခါကျတော့အဖေမေကိုကျွန်တော်ဆက်တက်ချင်တယ်ဆိုပြီးမှမပြောဘူးအဲ့ဒီလိုအချင်းကြီးတော့ရှိတယ်ကျွန်တော်ဆက်တက်ရမလားပြန်လာရမလားဆိုပြီးမှမေးလိုက်တဲ့အခါမှာဆက်တက်လိုက်ပါဆိုပြီးမှတက်ခွင့်နော်အဲ့လိုတက်လိုက်တဲ့အခါကျတော့ဒီဂုံထူးတန်းပြီးတယ်မဟာတန်းပြီးတယ်နောက်ပြီးတော့မဟာဝိဇ္ဇာဘွဲ့အထိရသွားတယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အခါမှာနောက်တစ်ခုပြောမယ်ဆိုတာကဒီတက္ကသိုလ်ရဲ့အုပ်ချုပ်ရေးလိုင်းပေါ့ဒုတိယပါမောက္ခချုပ်လိုင်းကိုကျွန်တော်မလျှောက်ဘူး2018ခုနှစ်
January လမှာဒီဒုတိယပါမောက္ခချုပ်ရှောက်ခြင်းတဲ့လူဒီရှောက်လို့ရတယ်ဆိုတာအစိုးရကခေါ်ပါတယ်ခေါ်ပြီးမှဘာဖြစ်လဲဆိုတော့ကျွန်တော်မရှောက်ဘူးရှောက်တဲ့လူက300ကျော်တယ်လို့သိတယ်အဲ့ဒီလူတွေကိုစာမီပွဲမတ်လမှာဖြည့်ခိုင်းပြီးမှအောင်စရင်ထွက်လိုက်တဲ့အခါမှာ18ယောက်အောင်18ယောက်ပဲအဲ့မှာကျွန်တော်မပါသေးဘူးအဲ့ဒီလ24ရက်နေ့မှာကျတော့ကျွန်တော်တို့ကျောင်းကိုတွားတဲ့အခါမှာပါချုပ်ကခေါ်ပါတယ်ပါချုပ်ကခေါ်ပြီးမှဆရာယုံခန်းကိုလာခဲ့ပါဆိုတဲ့အခါကျတော့တွားလိုက်တယ်အဲ့ဒီမှာယုံခန်းရောက်တဲ့အခါမှာပါချုပ်ကစာတဆောင်ကိုပြပါတယ်အဲ့ဒီစာထဲမှာဘယ်လိုပြလဲဆိုတော့ဟာခါကောလေးရဲ့စီမံခန့်ခွဲရေးနဲ့တင်ကြားရေးကိစ္စများဆောင်ရွက်ရန်အတွက်ကျောက်ဆယ်တက္ကသိုလ်ဒတနီကဗီရာဌာနမှာပါမောက္ခဌာနမူဒေါက်တာလျန်ဇခုပ်အားနေပြည်တော်ရုံးအမတ်73ပညာရေးဝန်ကြီးဌာနတို့3ရက်5လ2018ညနေ9နာရီရောက်စေလွတ်လိုအပ်တယ်လို့စီမံဆောင်ရွက်ပေးပြီးစေလွတ်ပေးပါရန်ဆိုပြီးမှပိုင်နည်းနဲ့ခေါ်တဲ့အခါကျမှကျွန်တော်ရသွားတာကန်ကွက်လို့နော်ဟိုလို့မရတော့ဘူးကိုလူချင်းတဲ့လူတရားအကုန်လုံး300ကျော်လျှောက်တယ်အဲ့ဒီမှာကျွန်တော်မပါသေးဘူးအဲ့ဒီထဲမှာ18အောင်ပဲနောက်ပြီးတော့ကျွန်တော်ကိုခေါ်ပြီးမှကျွန်တော်နဲ့19ယောက်နဲ့နီးပညာနဲ့ကွန်ပျူတာဘက်က12ယောက်နဲ့31ယောက်ကဒီရန်ကုန်ပညာရေးတက္ကသိုလ်မှာအစမြင့်စီမံခွင့်ခွဲရေးဆိုင်ရာတင်နန်းတက်ပြီးမှကျွန်တော်တို့ပါလို့ရလဲဆိုတော့ဒီဒုချုပ်ကိုခန့်လိုက်တာဖြစ်တယ်ဆိုလိုတာကမိဘစကားကိုနားထောင်မယ်ဖះကိုလည်းလုပ်နေဆိုရင်ဖះကကာကွယ်ပေးတယ်ဆိုတာပြောချင်တာဖြစ်ပါတယ်နောက်ပြီးတော့နောက်တစ်ခုပြောမယ်နော်တချို့လည်းအလုပ်ရှိတယ်ဆိုပြီးမှပြန်သွားကြတယ်ဆိုတော့ဘာလဲဆိုတော့ကျွန်တော်ဒီအလုပ်ပင်စင်သွားတဲ့အခါမှာဘာလုပ်လဲဆိုရင်ဖះသခင်ကျွန်တော်လုပ်ရမယ်အလုပ်ပြောရမယ်စကားပေါ့နော်အဲ့ဒါဒီကျွန်တော်မိသားစုနော်ရရွာနောက်လူမျိုးနောက်ပြည်နယ်နဲ့နိုင်ငံနောက်ပြီးတော့ကိုတော်ရှင်ရဲ့နိုင်ငံတော်အတွက်ပါနော်ရှိခဲ့လို့ရှိရင်အဲ့ဒါဒီကိုမပြောမဖြစ်နဲ့ပြောဖြစ်အောင်လုပ်ပေးပါအချိန်နာရီနဲ့နေ့ရက်ကာလကိုလည်းကိုတော်ရှင်တတ်မှတ်ပေးပါဆိုပြီးမှကျွန်တော်ဆုတောင်းပါတယ်အဲ့လိုဆုတောင်းတဲ့အခါမှာနော်ကျွန်တော်ဘာဖြစ်လဲဆိုရင်ဒီအလုံနာပြီး2021မှာကျွန်တော်ပြင်ဆင်သွားတာဖြစ်တယ်20နှစ်မှာမန္တလေးပြန်လာတယ်23ခုနှစ်မှာဒီလူမျိုးကြီးဝန်ကြီးနေရာအားတယ်ဆိုပြီးမှကျွန်တော်ကိုခန့်ဖို့ပြည်နယ်အတွင်းရေးမှူးရုံးကနေဖုံးဆက်တယ်ဖုံးဆက်တော့ကျွန်တော်ကလည်းအဲ့ဒီအချိန်မှာအင်းဆောက်တော့ဘာဖြစ်လဲဆိုတော့ပိုက်ဆံလိုနေပြီအရင်ကတော့ဥက္ကဋ္ဌအဖြစ်ဝန်ကြီးချုပ်ဖြစ်ကလန်တုန်းကတော့မလုတ်ချင်လို့မလုတ်ပြရစေနဲ့ဆိုပြီးမှညင်းလိုက်တယ်အခုတော့လုတ်မယ်ဆိုပြီးမှဆုံးဖြတ်လိုက်တဲ့အချိန်ကျတော့တကယ်ခန့်လိုက်တဲ့အခါမှာကျတော့ကျွန်တော်ကိုမခန့်ပဲနဲ့ကော်တဲ့ဒုတိယဘူမူကြီးအငင်းစားတယောက်ခန့်ပြီးတော့မကြဘူးသူတို့ကယုံသွားလိုက်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့တင်နတ်နဲ့အပြစ်ခံပြီးမှသူ့မိန်းမကရှေ့မှာထိုင်နေနုတချမ်းပါသွားတယ်တက်မောင်းပါသွားတယ်ဒါတွေနော်အဲ့လိုပါသွားတယ်သူအဲ့ဒီဝန်ကြီးကတော့နောက်မှာထိုင်ပြီးလိုက်တော့မန်စာရီနဲ့ညနာမှာဒဏ်ရာရသွားတယ်ဆိုတာသူရဆိုလိုတာကဖះကအဲ့ဒီတုန်းကကျွန်တော်နားမလဲဘူးကျွန်တော်ပိုက်ဆံလက်လူတယ်လက်ခံမယ်ဆိုပြီးမှဘာဖြစ်လို့မပေးတာလဲဆိုပြီးမှမိခွန်ထုတ်လိုက်တယ်မကြာဘူး3လအတွင်းမှာအဲ့ဒီအဖြေရတယ်အကယ်၍ကျွန်တော်ကိုခံလို့ရှိရင်ကျွန်တော်သိကောင်းသိဖះကမပေးဘူးเนาะအခုလက်ဒီကိုကျွန်တော်လာတာဘာရှိလဲဆိုတော့ဒီမှာ US ကို visa တင်ဖို့လာတာဖြစ်တယ်လှုပ်လိုက်တယ်ဒီ visa appointment က4ရက်နေ့မှာရတယ်ဒီလရပြီးမှ18ရက်နေ့ကို visa ဝင်ဖို့ဖြစ်တယ်
အဲ့ဒီ4ရက်နေ့မှာ appointment 18ရက်ကိုရတယ်9ရက်နေ့မှာ Trump ရဲ့ order ထွက်လာဆိုတော့မျောလင့်ချက်တော့မင်းဘာဖြစ်ဖြစ်ဒီအထိပူဆောင်ပေးတဲ့ဖရားကတော့ပေးမှာပဲဆိုကျွန်တော်ယုံကြည်ချက်နဲ့သွားတယ်သွားပြီမဲ့မရဘူးမရဘူးမရဘူးဒါပေမဲ့ကျွန်တော်ဘာနာလေလိုက်လဲဆိုတော့ဒီ US ဘက်မှာကြည့်တယ်ကျွန်တော်ဟွာကောတပည့်ဒီဟောမြူဒီမေးကြည့်လိုက်တဲ့အခါကျတော့ဆရာသူတို့မပေးတာပဲကံကောင်းတယ်ဗီဇာပေးလို့ရှိရင်ဝင်ခွင့်ပြုတ်မှာမဟုတ်ဘူးတဲ့မင်းလီယမ်လက်မှတ်ကိုရှုံးလိုက်မယ်ဆိုတော့အဲ့ခါကျမှဖရားရဲ့အချစ်ကိုပြီးခံစားရတယ်ဟုတ်ပြီနော်ရတယ်လို့ပြောမယ်လို့ထင်တယ်နော်ခုနကတော့မရဘူးဖြစ်သွားနော်ဆိုတော့နောက်ပြီးတော့ကျွန်တော်အလုတ်လုံနေတဲ့အချိန်အစိုးရရဲ့အလုတ်လုံနေတဲ့အချိန်တွင်းမှာလည်းပဲဖရားရဲ့အမှုတော်အတွက်ကိုဖရားကအသုံးပြုနေတယ်ဆိုတာကိုကျွန်တော်နည်းနည်းလေးပြောပြမယ်နော်။ဘာလဲဆိုတော့ကျွန်တော်ဟာခါကိုရောက်သွားတဲ့အခါမှာဟာခါတက္ကသိုလ်မှာကျောင်းသူကျောင်းသားအားလုံးကခရိယန်တွေဖြစ်တယ်။ခရိယန်တွေဖြစ်တော့ဘာဖြစ်ဖြစ်ဒီတက္ကသိုလ်ဝင်းထဲမှာဖရားကျောင်းဆောက်ရအောင်ဆိုပြီးမှစေယုံတဲ့အခါမှာဒီဟာခါတက္ကသိုလ်ရဲ့ကျောင်းဝင်းထဲမှာဖရားကျောင်းတစ်ဆောင်ဆောက်ပြီးခဲ့ပြီ ဒီ109ပေအနန္တပေ60เนาะလူအနည်းဆုံး900တော့ဒီလိုကျဲကျဲလေးထိုင်ခုံလေးတွေထားလို့ရှိရင်တော့ကောင်းကောင်းလေးဆန့်နေเนาะအဲ့ဒါကကျွန်တော်တို့မြန်မာပြည်မှာဒုတိယမြောက်ဖရားကျောင်းရှိတဲ့တက္ကသိုလ်ဖြစ်တယ်ပထမဦးဆုံးကျောင်းကတော့ဗာလဲတည်တယ်เนาะအားလုံးရန်ကုန်တက္ကသိုလ်ရန်ကုန်တက္ကသိုလ်ထဲမှာ Judson Chapelနော်အဲ့ဒီတခုရဲ့အခုကျွန်တော်တို့စောက်ဘုရားကစောက်ခွင့်ပေးလိုက်တဲ့ဟာခါတက္ကသိုလ်ထဲမှာရှိတဲ့ chapel နော်အဲ့ဒါကဘုရားကအဲ့လိုပဲလှုပ်ဆောင်ခွင့်ပေးပါတယ်အဲ့ဒီဟာခါမှာနားနေတုံးပဲဘာဖြစ်လဲဆိုတော့တနစ်နားလိုက်တဲ့ချိန်မှာဂျင်နွိုင်းနော်ဘုရားကျောင်းကိုပေ20ထပ်တိုးမယ်ဆိုတဲ့အချိန်မှလည်းပဲကျွန်တော်ကတိဆောက်ရေးဥက္ကဋ္ဌအနေနဲ့လုပ်ပြီးမှလှုပ်ဆောင်ပြီးခဲ့ပါပြီလို့เนาะဖခင်ကတော့ကျွန်တော်ကလောကီဖက်ခုနဝန်ကြီးဘက်ပါညာအဲ့လိုမျိုးစိတ်ထဲမှာမှန်းပြီးမှလုပ်နေပြီမဲ့ဖခင်အသုံးပြုတာကတော့ဖခင်ရဲ့နိုင်ငံတော်အတွက်ဖြစ်နေတယ်ဆိုတာကျွန်တော်အသက်တာမှာလည်းနားလေရပါတယ်လို့เนาะအဲ့ဒါကြောင့်ဖခင်သခင်ရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှေးဦးစွာရှာမယ်နော်မိဘစကားကိုနားထောင်မယ်နောက်ပြီးတော့ကိုယ့်ရဲ့လှုပ်တဲ့နေရာတိုင်းမှာနော်လှုပ်တဲ့နေရာတိုင်းမှာဖခင်ကိုဦးစားပေးပြီးမှယောသတ်ကဲ့သို့နော်ဖခင်ရှိနော်သူ့သခင်ရှိမှာဖခင်နော်ဘယ်လိုလုပ်တစ္ဆာမဲ့နိုင်မလဲဆိုပြီးမှကိုတယောက်တည်းရှိနေတဲ့ချိန်မှာနော်ကိုယ့်ရဲ့တယောက်တည်းရှိနေတဲ့ချိန်မှာဖျားကိုမြဲအမြဲတမ်းတွေးတောနိုင်တဲ့လူဖြစ်เนาะတချို့ကတယောက်တည်းရှိနေရင်တချို့ပြောတာလေမွတ်စလင်ကတယောက်တည်းရှိရင်ဝတ်သားလဲစားတယ်เนาะဘယ်သူမှမသိဘူးလေဟုတ်တယ်เนาะကြားဘူးလားမကြားဘူးလားအခုမင်းတယောက်တည်းရှိနေတဲ့ချိန်မှာမင်းစဉ်းစားနေတဲ့ဥစ္စာကအဓိကပဲမင်းလုပ်နေတဲ့ဥစ္စာကအဓိကမင်းဖုန်းထဲမှာဘာကြည့်မလဲဘာလုပ်မလဲเนาะအဲ့ဒါနော်အဲ့ဒါကဖယားကကြိုက်ဆုံးဖြစ်တယ်အဲ့လိုမလုံနဲ့မိဘကိုလည်းယူတည်မယ်မေတ္တာထားမယ်နော်ကျွန်တော်တို့မိသားစုထဲမှာလည်းမေတ္တာထားနိုင်အောင်ကြိုးစားရအောင်နော်အဖေနဲ့သားသမီးကြားမှာသားသမီးနဲ့အဖေမိဘများကြားမှာနောက်ပြီးတော့အသင်းတော်မှာလည်းပဲသင်းအုပ်ဆရာနဲ့နော်ဒီအသင်းသားတွေကြားမှာနော်အသင်းအုပ်ဆရာတွေချင်းကြားမှာတချို့ဒီမှာနော်အတင်းသားတွေကများလာလေဒီလိုเนาะစကားမပြောနိုင်တဲ့ဥစ္စာတွေကများလာလေเนาะအဲ့လိုမဖြစ်ဘူးကျွန်တော်တို့ကဖခင်ကမေတ္တာစိတ်ရှိပြီးမှကောင်းသောအကျင့်ကိုကျင့်ဖို့မှာထားတာဖြစ်တယ်အဲ့ဒါကြောင့်เนาะကောင်းစားတဲ့လူဖြစ်ဖို့ရန်အတွက်เนาะလောကမှာလည်းပဲเนาะကျွန်တော်တို့ကောင်းစားဖို့ရန်အတွက်
ဖရာတရားကိုဦးစားပေးမယ်မိဘစကားကိုနားထောင်ကြပါစို့လို့တိုက်တွန်းလိုပါတယ်နော်ဆိုတော့အားလုံး worship team ကတခြင်းတင့်တော်မဲ့တပုတ်လောက်ဆိုပြီးမှနော်ဆုတောင်းခြင်းဖြင့်ကျွန်တော်တို့အစီအစဉ်ကိုအဆုံးသတ်ဖို့ဖြစ်ပါတယ်တပုတ်ဆိုပြီးကျွန်တော်ဆုတောင်းနော် အချိန်မီပြန်စင်ပြီးမယ်ယုံကြည်တယ်ကိုရောရဲ့တဲ့မတနိုင်တော့ရမရှိပြီးပဲကိုရောတန်နိုင်တယ်သိချတယ်တော့ဆက်စင်းနေလုံးလုံးနာယောကလည်းကြမ်းပါစေလမ်းမရှိတဲ့တော့ရဲ့နိုင်လမ်းကိုဖန်ဆင်းကြောက်တွေ့တဲ့ရဲ့မှာစာရည်တွေစီးတွက်စီတာကိုရောပဲလေတွေ့ချောက်တဲ့ယူစုတဲ့ကိုပြန်တွေ့ခိုင်ခံတော့ဘူးချီခဲ့တော့ပြောင်းလဲစီတာကိုရောပဲလေကိုရောပဲကိုရောတမ်းလေလာ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 အိုးချီမီမြစပီချီမီမြစပီယုံကြည်တယ်ကိုရောရဲ့ထဲမှာဖြစ်နိုင်တော့ရမတန်နိုင်တော့ရမရှိပြီပဲကိုရောတန်နိုင်တယ်ဒီချာတယ်တော့ဆက်ရှင်နေလုံးလုံးဒါယောကလည်းချမ်းပါစေလက်မရှိတယ်တော့ရင်နိုင်လမ်းကိုအန်စီချောက်ပြီးတဲ့ရဲ့မှာစာရည်ရစီတစီရာဘူလောပဲတွေ့ချော်ရယူဆိုရင်တွေ့ချော်ရယူဆိုတဲ့ကိုပြန်ပေးခိုင်ခတ်တော့ဘူးချီခဲ့တော့ပြောင်းလဲစီရာဘူလောပဲလက်မရှိတဲ့ရဲ့မှာလက်မရှိတဲ့တော့ရဲ့နိုင်လမ်းကိုဖန်ဆင်းခိုင်ချောက်ပြီးတဲ့ရဲ့မှာစာရည်တွေစီးတွက်စီရာဘူလောပဲတွေ့ချော်တဲ့ယူစုတဲ့ကိုတဲ့ခိုင်ခါတော့ဘူးချီခဲ့တော့ကိုရောပဲရှိတဲ့တော့ရဲ့နိုင်လိုက်ကိုအီရာရာရာလ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 ာပြီးတော့ကိုရောလုံးတိုင်းတဲ့ယုံကြည်တယ်ကိုရောလုံးပြီးမယ်စိတ်ချနေတယ်ကိုရောတန်တိုင်းတဲ့ချာတယ်ဒီချာတယ်ဘူတော်လို့ပြီးမယ်စိတ်ချနေမယ်
中记得，古老路边边谁家，你们古老单来的，单来的地下的，家的，古老路边边谁家。ရှိတဲ့တော့ရဲ့နိုင်လန်းကိုပန်းစီကြောက်တွေ့တဲ့ရဲ့မှာဆိုင်ရင်တွေစီးတွက်စီတာကူတော်ပဲလေဒီချောက်တဲ့ယူစုတွေတဲ့ကိုပြန်သွင်းခိုက်ခန့်တော်ဘူးချီကဲတော့သူပြောင်းလဲစီတာကူတော်ပဲတောင်းကြရအောင်အားလုံး။အိုးအဖမြတ်ဆိုတော်ဘုရားသခင်ကိုတော်ကိုကျေးဇူးတင်တယ်။ဒီညနေခင်းမှာလည်းပဲကိုတော်ရှင်ရဲ့တသက်ဖာကျွန်တော်တို့ထဲမှာကိုတော်ရှင်ချစ်ချင်းမေတ္တာစိတ်ကရောနေနေကြောင်းအိုးကိုကြပြီးတကလားအချင်းချင်းထဲမှာအိုးချစ်ချင်းမေတ္တာနဲ့အိုးအကျင့်ကောင်းများကိုကျင့်ဖို့ကိုတော်ရှင်နေအိုးအတိပြေတော်ကြောင့်ဖြစ်နိုင်ရောရတဲ့မဖြစ်နိုင်တဲ့အချင်းတိုင်းပဲလေသစ္စီတော်ဘုရားကိုတော်ကိုချီးကျူးတယ်ဟာလေလုယာရှင်ဘာလို့ဒီကွာဘူးဒီပါရဲ့စကားပြနာထုံးတာအသက်ရတဲ့အရာတွေကျွန်တော်ကြုံတွေ့တဲ့ဖြစ်တဲ့ကိုကျွန်တော်ရှင်းနေနိုင်တော့တယ်အကောင်းဆုံးဖြစ်စေပြည့်ဆိုတာဒီကနေ့ကျွန်တော်တို့ပြီးတော့မှဒီပွင့်ကြတဲ့ကိုချက်ကိုကိုချီးကျူးတယ်တဲ့ဘုရားနာမပုံချပါစေအရာရာအားလုံးကကိုအကောင်းဆုံးကျွန်တော်တို့အတွက်ပြင်ဆင်ပြီးတာဆိုတာကိုချီးကျူးတင်ပါပြီဟာလေလုယာဟာလေလုယာရာမကရှာရာမမမအာမေနအာမေနအာမေနအဆူဆုံးကနေအကောင်းဆုံးကိုပြင်ဆင်ပြီးတော့ကိုရောဟာလေလုယာအဆူတဲ့ကနေအရောက်စီတိုင်းဆုံးကိုပြင်ဆင်ပြီးတော့အရာယေရောက်စီတိုင်းမှာရှိတယ်အာမေနဟာလေလုယာချီးတော့ကမတော်တိုင်းဒီမေတ္တာရှိဘောအချင်းချင်းဘောကောင်းကောင်းအကျင့်ကိုကျင့်ဖို့နဲ့ဘောဤပါစကားကိုနားထောင်ပြီးနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုပူဇော်ပေးကရှာဖွေတတ်တော်သူများဖြစ်ဖို့ကိုတော်ရှင်ဒီအရောက်စီတိုင်းကိုကောင်းချီးပေးတော်မူပါ။အော်ကိုတော်ရှင်ဒီအရောက်စီတိုင်းကိုလည်းပဲကိုတော်ရှင်ဒီလုံခြုံစွာွယ်ကဆောင်ထင်းပေးတော်မူပါ။အော်ဒီနေရာမှာလာရောက်တဲ့သူများထဲမှာ UN ကမရှိတဲ့သူများနဲ့အများဆုံးရှိနိုင်ဖို့ကိုတော်ရှင်ဒီမဆာကောင်းချီးပေးတော်မူပါ။သူတို့ရဲ့တွာလာလှုပ်ရှားတဲ့လှုပ်ကိုင်လှုပ်ရှားတဲ့နေရာတိုင်းမှာလည်းပဲကိုတော်ရှင်ဒီအိုးရေများစစ်သားများရဲ့အဖန်စီများကနေလည်းပဲအစင်မြဲကွယ်ကာတော်မူပါသူတို့ရှိနေတဲ့နေများအတိအနီမှာလည်းပဲအိုးတဘာဝဘေးဒဏ်အန္တရာယ်အမျိုးမျိုးမီးလောင်ခြင်းအလေးပြင်းတိုက်ခတ်ခြင်းငလျင်လှုပ်ခြင်းမှအစကိုတော်ရှင်ဒီမှဆလျက်သူတို့ကိုကွယ်ကာပေးတော်မူပါသူတို့ရဲ့လုပ်ငန်းကိုင်ငန်းများမှာလည်းပဲမျက်နာပွင့်လင်းရတော်ခွင့်နဲ့မျက်နာရတဲ့ခွင့်အိုးလှုပ်ရှင်များကဟောဒီကျူစွာလက်ခံတဲ့သူအရောက်စီတိုင်းဖြစ်ဖို့ရန်လေကိုတော်ရှင်ဒီကောင်းချီးပေးပါဟောဒီမှာအသင်းတော်ကိုလည်းပဲကိုတော်ရှင်ဒီတဏိပြီးတဏိတူတက်အောင်ကိုတော်ရှင်ဒီကျွန်တော်တို့မျက်မြင်ကိုတွေ့လှုပ်ဆောင်ပေးနေတော့ကြောင့်လည်းကျေးဇူးတော်ချီးမွမ်းပါ၏ဟောအသင်းတော်ကိုထိမ့်သိမ့်ပေးတဲ့ဆရာမများအားလုံးကိုလည်းယေရှုနာမ၌ကောင်းချီးပေးပါ၏သူတို့များရဲ့အသက်တာမှာလည်းပဲဒီမှာလာရောက်တဲ့ယုံကြည်သူအရောက်စီတိုင်းအတွက်ပုံသက်တည်ကောင်းတဲ့အသက်ရှင်နိုင်မှုကိုတော်ရှင်ဒီကောင်းချီးပေးတော်မူပါအသင်းတော်ကိုတော်ရှင်ဒီမဆက်လက်ကောင်းချီးပေးတော်မူပါမယ့်ကြောင်းကျေးဇူးတော်ပေါင်းကိုချီးမွမ်းလက်ယေရှုနာမ၌ဆုတောင်းဆက်ကပ်ကြပါれဖာမြတ်စွာတော်ဘုရားသခင်အာမင်